Minecraft ဒါပေမဲ့ပုံမှန်မဟုတ်ဘူးဟမ်ဘယ်လိုရတော့ Minecraft မောင်၄ခုပေါ်မယ်အဲ့ထဲမှာအကောင်းဆုံးမောနဲ့အဆိုးဆုံးမောဘယ်ကအကောင်းဆုံးမောလဲဘယ်ကအဆိုးဆုံးမောလဲဆိုတာကြည့်သွားမယ် Okay ဗီဒီယိုလေးကိုစမယ်3 2 1 Okay ပထမဆုံးမောလေးရပါတော့ကျွန်တော်ပင်းကူကြောက်တဲ့သူလုံးဝမစော့တဲ့မောပေါ့နော်မောနာမည်လေးကတော့ Moss Spider ပါ Okay အခုကျွန်တော် inventory ဒီမှာပေါ့နော်မပင်းကူ egg တွေပေါ့နော်ပင်းကူ spider egg တွေဒီမှာကျွန်တော်ပထမဆုံး swamp spider တဲ့ Okay ကျွန်တော်စိမ်းအောင်လေးလှိုင်း Okay ဒီကဘာလုပ်လဲမသိဘူးဒီကsun spider ငါ sun spider Okay မစိုးဝဲကွာငါတက်လိုက်မယ်ဟာဒီကောင်တက်လိုက်ပါရငါတူရဒါပါရော sun spider ဘာရော Okay ဒီကောင်ကတော့တဲ့ထက်ရှဒါဟွာပါလေ under spider yeah ဟဲ့ဒီတော့တတိပေါ်လို့ရရော့တေးဘာမှလည်းမယူပင်းကိုမြင်နေပြီဒါရောဒီကောင်မိုက်တယ်ဒီကောင်ပုံစံမိုက်တယ်ဒါပေမဲ့ကျွန်တော်တက်လိုက်မယ်ဗျာဟာဒီကောင်လေးကွာပေးတာပြီးအိုင်းနေပဲပေးနေ Okay ဒီကောင်ဒီကောင်လေးရလားရနေတာ spider တဲ့ဟာရောင်ရေးမိုက်တယ် Okay ကျွန်တော် survival ပြောင်းကြည့်မယ်ပေါ့နော်ပြီးရင်ဒီကောင်လေးအကုန်လုံးချကြည့်မယ်ဒီ slide လည်းပါတော့ဒါမှကျွန်တော် swamp spider ထားကြည့်မယ်ဟဲ့မြင်နေအစိတ်တွေပြီးတာယောဒီဟာဆလာတဲ့မျိုးကွာသွားစမ်းမှာဒီဆလိုင်းနေရတယ်တော်ရှုံးနေပါတယ်ဆိုလာတက်နေပြီဆလိုင်းနေရတယ်မျိုးသွားပြီတရားနေရတော့မယ်ဆလိုင်းနေရဒီမှာအများကြီးပဲ Okay နောက်တစ်ခုဒါပါဒါ sun spider တဲ့ဒီကောင်လေးမြင်နေအစိတ်တွေလည်းပြီးတယ်ယောရေး Okay ဒါ under spider ဒီကောင်ရှာလည်းမကြောက်ငါဆက်ပြေးသွားမြင်ရတယ်ကြောက်နေဒါစမ်းမှာ under spider ရဒါစမ်းမင်းကကြောက်နေချတယ်ယောရေးချတယ်ဘာတော့ကမချဘူးတင်တော့ချတယ် Okay ကျွန်တော်ကိုယ်နဲ့အမ်ဘယ်လေးစားလာအောင်တော်အသက်ရောရနာ Okay အသက်တော့ပြီးပါပြီဒါပါ Aspo Mesa တဲ့ Mesa Spider ဟုတ်နော်ယုံကြီးဒီကောင်နဲ့အစိတ်တွေပြီးတော့ကွာကျင်းလိုက်တာ Okay ဒီကနေတာ right နေတာ right တော့ပြီလေ Spider မင်းလာပါတော့မင်းဒါ wipe ဟောယုံကြီးဒီမလူကြီးဒီတော့နေရတယ်နှကောင်မလုံးနေနှကောင်မလုံးနဲ့လေဒီကောင်နှကောင်မလုံးနဲ့လေဒါ ice spider ဒီကောင်လေးဒီကောင်နင်းနေတော့တာကျန်းနေ Okay ဒီကပါ nether spider nether spider တူပဲ Okay ဒီမော်လေးကကောင်းတာတူရှိရဲ့ကျွန်တော် item တွေအများကြီးပြည့်အခု under spider ဆိုရင် under pearl ပေးရဗျာကျွန်တော်တို့under pearl တွေ found ရမလို့တော့ကျွန်တော်အဲ့ကောင်တွေတွေ့ရင်ကျွန်တော်တက်လာအောင်မယ် Okay ဒီမော်လေးကအဲ့လာတွေကောင်းတယ်ပေါ့နော်ကျွန်တော် item တွေအများကြီးရတယ်တော်တော်လေးကောင်းတယ်ပေါ့နော်ဆော့လို့လည်းကောင်းတယ်ကဲဒီမော်လေးကိုကျွန်တော် 7.3 out of 10ပေးလိုက်ပါမယ် Okay နောက်တဲ့မော်တစ်ခုဆော့မယ် Okay ဒီမော်လေးနာမည်ပေါ့နော်ဒီမော်လေးရဲ့နာမည်က Birdie တဲ့ပေါ့နော်ကျွန်တော်Birdie ဆိုမော်လေးတောင်းကြီးရယ်အခုကျွန်တော်စောက်လေးတော့လို့ရတယ်ဒီမှာ info ရဲ့ spawning attainment Okay အဲ့တော့မဒီဘယ်မှာကြောက်ဥလေးတော့ so cute ချစ်ရလေး no တော့မချစ်ရလေးချူ oh my god so cute ဘာလို့စေး Okay ကျွန်တော်စေးတော့တိုက်လို့မရဘူးနော်သူက so cute ဖြာဦးကျွန်တော်သူ့စေးတိုက်လို့ချစ်ရလေးပြုံးလေး oh my god ဒီကောင်လေးနာမည်ဒါဘောလုံးလေးဒီကောင်လေးစောတယ်ဘောလုံးလေးကျူချစ်ရလေးချစ်ရလေးအချင်းစောနေကြတယ်right တယ်ဟာ Okay အဲ့တော့ဘောလုံးလေးစောကြမင်းတို့နှလုံးပေးတာတယောက်တည်းဆောင်လေးဒါကျွေးလေးအဲ့ရောက VPN ခံတိုင်းတွေ့နေရကျွေးဒါမှချစ်ရလေး oh my gosh ဒီကောင်လေးစေးတဲ့တိုက်လို့မရအဲ့ဒါဘာကျင်လို့မသိကျွေးလေးမီးရမီးလောင်လဲကောင်ကျွေး
โอเคကျွန်တော်ဒီကောင်ဒီအဘောလုံးလေးโอเคကျွန်တော်အဲ့ဓာတ်ပုံမှာတွေ့ရပါတော့ဒီကောင်လေးကအကြီးပြောင်းလို့ရဒါပေမဲ့ကျွန်တော်ဒီကောင်လေးအကြီးဘယ်လိုလောမလဲကျွန်တော်မသိဘူးโอเคကျွန်တော်စက်သားလေးကြည့်ကြည့်မယ်ရလားမသိဘူး no စက်သားလေးကြည့်လို့မရဒီကောင် no sorry ပါကျွဲလေးโอ้โอเคဒီကောင်လေးစေးလိုက်တိုင်းငါဘာလို့ပြရမလဲဒီကောင်လေးငါ့ကိုပဲကြည့်နေတာโอเคlike ငါနောက်နေမလိုက်တော့ဒီကောင်လေးကွာရစ်စရာလေးโอเคဒီမှာဥလေးထားပေးထားမယ်โอเคဒီကောင်ဥလေးထားပေးထားရင်တော့စောရပါတော့ဒါပေမဲ့ဒီကောင်လေးကျွန်တော်အကောင်ကြီးဘယ်လိုဖြစ်အောင်လုပ်မှမသိပုံထဲမှာပြတာကသူကအကောင်ကြီးတဲ့လုပ်လို့ရဟာကွာဒီကောင်လေးအကောင်ကြီးဘယ်လိုလုပ်မလဲဆိုတော့တိုင်ပန့်နေလောက်စားမှာငါမင်းတို့အကောင်ကြီးဖြစ်အောင်လုပ်ရနေတယ်ဒါပါတော့ဟုတ်တယ်ခုနကသူ့ခုနကဘာကျွေးလိုက်တော့မသိဒီမှာဒီကောင်လေးကျွေးလို့လည်းမရဒီကောင်ကြောင့်ကျွေးလို့မရအောင်ကျွေးလို့ရဟာဒီကောင်လေးကမမလည်းမလုပ်ဘူးဒါပေမဲ့ရော်ရေးဘာမှလည်းမလုပ်တာနော်ပုံစံတွေကချစ်စရာကြီးဒါပေမဲ့ကျွန်တော်ပုံထဲမှာတွေ့ရသူတို့အချီးဖြစ်သွားတယ်နော်မကောင်းဆိုးလို့ပုံစံဖြစ်သွားဘူးကြောင့်ချစ်စရာလေးပြီးမကောင်းဆိုးလို့ပုံစံဖြစ်သွားမှာโอเคသူပြောရတယ်မှာရေထဲကိုထည့်ပြီးရင်ဆက်ပြတိုက်လို့ရတယ်ဒါဆက်ပြပါတော့ကျွန်တော်ခိုင်းတာကဲဆက်ပြတိုက်မယ်ရေရှိုးမယ်အတိုက်လို့မရလောက်စားမှာငါမျိုးဆက်ပြတိုက်တယ်လေဒီဘက်ရေထဲမှာဘာရေထက်တယ်တော့ဒီကိန်းရစားတယ်ဒီမို့ရစားတယ်ရောဒီမို့ရတော့ကွာဟုတ်သေးပါဘူးငါဆက်ပြတိုက်နေရလေမကျွဲလေးကိုလည်းဆက်ပြတိုက်ပြီးမယ်ဒီကျွဲရလေရေထည့်ပြရတော့အမီးကမီးလောင်နေတော့ဒီကျွဲပါကျွဲတော့Oh my gosh bro ဒီကောင်လေးရောမရပါโอเคကျွန်တော်အကောင်ကြီးတော့ဘယ်လိုလောက်မှမသိဘူးဒါပေမဲ့ကျွန်တော်ဒီမောလေးကိုတော့ကျွန်တော်4.5 out of 10ပေးလိုက်မယ်ပေါ့နော်ကျွန်တော်ဒီကောင်လေးကဘာမှလည်းမလုပ်ဘူးဒါပေမဲ့ချစ်ဖို့ကောင်းတယ်အဲ့တော့ကျွန်တော်4.5 out of 10ပဲပေးလိုက်မယ်โอเคကျွန်တော်နောက်ထပ်မော်တကူသွားလိုက်ရအောင်โอเคဒီမော်လေးရပေါ့နော် furniture ကျွန်တော်ဒီမော်လေးမှာပေါ့နော်အိမ်လေးပါစောက်တဲ့သူတွေတော့အိမ်လေးကိုအလားဆင်ကျင်တဲ့သူတွေဒီမော်လေးတောင်းနေတယ်ပါဆိုဒီမှာ furniture အများကြီးပဲပေါ့နော်အခုကျွန်တော်ဆိုရင်ဒီမှာ cover လို့မှာတဲ့လား furniture အများကြီးပဲပေါ့နော်ဒီအများကြီးပဲအဲ့ကျွန်တော်တခုချင်းစီစမ်းသွားမယ်ကျွန်တော်အခုဆိုရင်ဒီမှာ cover လေးယူမယ် candle လေးခွက်လေး okay ဒီမှာ okay ဟို PS5 လေးရှိရယ်ဟို PS5 လေးရှိရဒီမှာဆိုရင်ဘာလေးရောမသိဟုတ်တယ် cover လေး no yeah မိုက်တယ်အိုးသူကပုံစံနဲ့လာနော်ကိုလုံးရှင်တဲ့ပုံစံနဲ့ကိုလုံးလို့ရတယ် okay ဒီမှာဒီလိုလုပ်လို့ရတယ်အိုးစိမ်ပုံစံလေးဆိုရင်မိုက်တယ် okay ဒါပါဒါပြောင်းနိုင်မပြီးဘူးပြန်ဦးရောဘာမိုက်တယ်3လမ်းရောဦးတော့4ချောင်းတော့ဟို4ချောင်းတော့ဟုတ်ထပ်တင်လို့ရသေးရဲ့ပြောင်းနိုင်မကောင်းလိုက်တာဒါရောဒါခွတ်တော့ကော်ဖီတောက်တဲ့ခွတ်ပေါ့နော်ဒါဒါပကံထားနေရမိုက်တယ်ဒါကင်းအိုးဒါဂိမ်းဆက်လေးရောဂိမ်းဖုန်းလေးအိုးဒါ PS5 ခဏကျွန်တော်တက်တာလေးယူလာမယ်တက်တာဒီမှာပြမယ်ဒီမှာကွန်ပျူတာလေးထားအိုးဆောင်းလို့မရမိုက်တယ်ဒီမှာခဏ PS5 လေးဒီမှာထားဟောလို့ရှယ်ပဲမင်းရတယ်ရောမိုက်တယ်โอเคရောမိုက်တယ်ဒါအိုးဒါကီကိုโอเคဒါကီကိုခဏကျွန်တော်တက်တာလေးပြန်လာအောင်တက်တာလေးပေးပါဦးโอเคဒီမှာ keyboard လေးနဲ့ PS5 လေးနဲ့လက်တော့လေးနဲ့အိုးရောက်ရေတော့ gaming setup okay ဒါ order lamp လေးမီးရိမ်ဒါအပန်းရောင်လေးဒါအနီရောင်လေးဦးဒါအင်းကြီးတဲ့ကွမဟုတ်အင်းကြီးတဲ့ဘာမသိဒါကဒါဗာလေကော်ပြားဟုတ်တယ်ကော်ပြားတော့ဖြစ်တယ်okay ဒါပါဒါအင်းကြီးတဲ့ဟာပဲโอเคဒါရောအင်းကြီးအင်းကြီးအဆက်ကိုမိုက်တယ်နော်ဟုတ်တကယ်โอเคဒါပါဒါ microwave ခေါက်ဆွဲပြုတ်ဒီပိုင်းစားဖို့ဆိုရင် microwave လို့ရယ် yes ဒါတော့ကောင်းတယ်အဲ့မှာအစားအစာတွေထည့်ဒါဟိုအပြာရောင်ခေါ်စောချဲပဲဒါမီးဟိုးရောင်လေး
Grey Rock တဲ့နာမည် Grey Rock Okay ဒီအားရောဒါအနီအောင်လေးอ่ะအော်မိုက်တယ်ကွာတကယ်မိုက်တယ်ဒါပါအိုဒါဇပွဲကုန်လေးမိုက်တယ် Okay အော်ဒီမောကူတိုင်းပါကျွန်တော်ရရ Okay အော်ဒါတပတ် yes တပတ်အော်ဒါအိနာတော့ရင်နဲ့ဟိုလေ toilet paper yes ဟိုဒါကူမီတာလေးဒါလက်တော့မဟုတ်အမောနေတာပြောမောနေတာ Okay မိုက်တယ်อ่ะ Okay ဒါကဘာကြီးတော့မသိဘူးကျွန်တော်လေဒါ chestnut side table တဲ့ဒါမီးရဲ့ဟိုဝါရော်လေးဦးဒါလေးလာရဒါ cream ဒါ cream ဟောစောဒါ white ဒါ white ဒါ burger yeah ဒါ burger ဒါပကြီးဆွဲလိုက်ပေါ့မိုက်တယ်ဝါရောင်ရေးရှယ်ပဲကွာဒီမှာအများကြီးပဲနော်ဒီမှာဆိုအများကြီးပဲကျန်သေးတယ်အများကြီးပဲဒီမှာကျွန်တော်အကုန်လုံးတော့မပြတော့ဘူးဒါပေမဲ့အများကြီးပဲပေါ့နော်ဒီအားတော်ကောင်းတဲ့မော်လေး Okay ကျွန်တော်ဒီမော်တော့လေဒီလား 9.5 out of 10ပေးလိုက်မယ်ဒါဆိုတော်တော်လေးကောင်းတယ်ဗျာဟုတ်တယ်မမင်းရတယ်အိမ်ဆောက်ရင်တော့တော်တော်ပိုကောင်းတယ် Okay ကျွန်တော်နောက်တဲ့မော်တစ်ခုသွားမယ် Okay ဒီမော်လေးနာမည်ကတော့Mountain Moth ပဲဖြစ်ပါတယ် Okay ကျွန်တော်ဒီ Minecraft mod လေးကတော်တော်ကောင်းတယ်ဘာလို့လဲဆိုတော့ခု Minecraft မှာဆိုရင် Ender Dragon ရဲ့ Wither ရဲ့ Water ပဲရှိရပေါ့နော် mod 3ခုပဲရှိရဒီမှာ mod တွေ boss တွေအများကြီးပါသေးရပေါ့နော်မှာကျွန်တော်ပြမယ်ပထမဆုံးဒီကောင်ကြီးဘာကောင်ကြီးလဲမသိဘူးဒီကောင်မိုက်ရshare ပဲ Okay ဒီကောင်ပါဒီကောင်စိတ်ရုံကြီးကွာမိုက်တယ်ဟာဒီကောင်ဦးရောဒီကောင်ဘာကောင်ကြီးလို့ဒါငှက်ကြီးတယ်Yeah ဒါငှက်ကြီးဒီကောင်လည်းငှက်ကြီးပဲ Okay ဒီမှာ boss တစ်ကောင်မကျွန်တော်ပြောရဲ boss တစ်ကောင်ဒီ game ထဲမှာ boss 3ကောင်ပါတယ်ပေါ့နော် Okay ဒီ mod ထဲမှာ boss 3ကောင်ပါတယ်ဒါပါကောင်းရောဒါ slime ရဒါပါရောမင်းရောငါကြီးမိုက်ရောငါကြီးOkay ဒီရပါတော့ဒါလည်းနောက်လည်း boss တစ်ခုပဲဟို Frostman Frost mod တဲ့သူ့နာမည် Frost mod တဲ့ဒါအသားစားပဲyeah မိုက်တယ်ဒါရောဒါဟိုကြီးအာယုကိုလည်းကောင်းကြီးရော Okay မိုက်တယ်ကျွန်တော်ဒီကောင်းလေး survival ပြောင်းပြီးဒီကောင်းလေးချကြည့်မယ် Okay ကျွန်တော်နိုင်မလားမသိဘူးပေါ့နော်ဒီထဲမှာ boss 3ကောင်တော့ပါတယ်ဒီ mod ထဲမှာကျွန်တော်အခု Okay ကျွန်တော်အာမိုင်လည်းရပါပြီဘောလုံးအဆင်သေးပြီကောင်းလေးကိုတတ်ဖို့ပဲကျွန်တော်ရယ် Okay ကျွန်တော်ပထမဆုံးချပါဒီနေ့ကောင်ရုံရင်းထားလာပြီအာရုံငေါ့ကျုံးနေရဟာငါဘာမှတော့မလုပ်သေးဘူးညာနဲ့ပြေးလို့တော့မရဘူးဒီကောင်ဟာငါလုံးလို့မရတော့ညစ်ပတာပါကွာညစ်ပတယ်လာစမ်းမင်းလာစမ်းဒီကောင်ကတက်လို့မရဘူးလားယော့ကွာယော့အာရုံလုံးလို့မရဘူးလောက်စမ်းမှာဒီကောင်တော့တာမယ်မြင်လေးယော့ကွာယော့ငါတွေးတော့နေနေတေးဝါရခဏရေကျွန်တော်ခုနဗီဒီယိုအမိလိုက်ကိုကျွန်တော်ခဏတော့ခတ်လိုက်တာကျွန်တော်ကိုရန်အဗေးရတယ်ကျွန်တော်တွေးတော့နေနေဒီကောင်ကိုကျွန်တော်ကိုရန်အဗေးမရှိဘဲနဲ့မတတ်နိုင်ကျွန်တော်ဒီကောင်တော့အုပ်ဖုံးသွားပေးရတော့မယ်Oh no ခဲ့ပါပြီ No မလုပ်ပါနဲ့အဲ့လိုကြီးဒီကောင်ကွာလွန်သွားပြီမင်းလွန်သွားပြီဟာခုံဝါရယောငါနေတာရိုက်ဆိုအစွမ်းရှူကြီးဟာယုံကြီးငေါက်ခဲနေကွာဒီဘေးရတယ်ယောစပီးယားနဲ့ကျုံးနေကွာမင်းစပီးယားနဲ့ကျုံးနေကွာကျင်းနေတာမင်းတို့ကမျိုးအေးစေးပဲ Yes မင်းနိုင်သွားပြီကွာဟာ easy ပဲ Okay နောက်တဲ့ boss ကဒီ boss ပေါ့နော်ဒီကောင်မဟုတ် Okay ဒီကောင်ကျွန်တော်ပြောဒီကောင်ယောရေးငေါ့ခဏကျွန်တော်ဆွာပြောင်းလိုက်မှာငေါ့တော့အုံဖူးကောင်းမယ်ငေါ့တော့အုံဖူးကဘူး ready လုပ်နေပြီယောစပီးယားစွာစပီးယားတယ်ဒါမိတ်တော့မပေးဘူးမင်းတို့ကတော့အစ်စေးပဲယောမင်းတို့ကညစ်ပတ်တယ်ကွာမင်းတို့ကသွေးပြန်မဖြစ်ပေးနဲ့ကွာငါဒီကောင်ချောင်းနေရတော့ဒီကောင်နဲ့သွေးဖြစ်ပေးနေဒီကောင်လေးဘုံတက်မှရမယ်ဒီတေးလေးကိုတက်ပြီးမှကျွန်တော်ဒီကောင်လေးတက်လို့ရမယ်ဟုတ်တယ်မင်းတို့ဘုံတေးကွာမင်းတို့ကညစ်ပတ်တော့ကွာမင်းတို့ကလည်းညစ်ပတ်တယ်ယောအမတေးသားယောကွာတွေးမဖြစ်ပြီနဲ့ကောင်ငါတက်ပြရသေးကောင်ယောမင်းစွမ်းထုံးမီးလောင်နေ
Okay. လာစမ်းယောဒီကောင်ဒီโอเคဒါတော့ကျွန်တော်နောက်ဆုံးမောပေါ့နော်ဒီကောင်ရအာယုံရေးဟာယုံမျိုးလုံးလေးအနီရောင်ကြီးဒီကောင်ကျုံးနိုင်ပါမလားဒီကောင်တော့စေးပဲဒါပေမဲ့ဒီကောင်တန်ကြီးလဲလို့ဒါဘယ်လိုကြောင့်ဟာယုံကြီးတော့လုံးလုံးဘောခါနေငါဘာမှတော့မလို့ဒီကောင်ဒမ်းမိတ်ပြီးလို့မြောက်လာဟာယုံဒီကောင်ဒမ်းမိတ်တော့ပြီးလို့ဟာယုံငါပိုင်ငါတွေးယုံပြီငါကိုလည်းအပေးတွေးယုံပြီဒီကောင်ရကွာဒီကောင်ရဒမ်းမိတ်ကပြင်းနေကွာယောလေငေါ့ပြန်တီးနေမြားကွာဟာဟုတ်သေးပါဒီဘေးငါဘယ်လိုချမလဲယောကွာယောအနောက်ကတောက်တီးရမှာဟုတ်ကျွန်တော်အနောက်ခုနဓာတ်လေးတွေ့အဲ့တောက်တီးရမှာလားမင်းဟုတ်လောက်တယ်ယောโอเคဟုတ်တယ်အနောက်ကတောက်ကိုကျုံထိရမှာโอเคကျွန်တော်သိပါပြီသူ့ကတောက်ကျုံထိရမှာအကြံဒီတွေးရောအဲ့မင်းကိုင်းနေတာငါမှလည်းရှိတယ်ကွာငါ့ကိုအထင်မသေးနဲ့မင်းငါ့အထင်မသေးနဲ့ငါမှလည်းမင်းကအာဘာတွေတော့ရောနေဘာတွေတော့ရောနေမင်းကနေဟာငါမှလည်းရှိရကွာအမှတ်ထားโอเคဒါโอเคတွင်းနေပဲကျွန်တော်ဝေးတွင်းနေပဲကျွန်တော်โอเคဟိုလုံးလိုက်နေရော့ကွာမင်းအဲ့လိုကြီးတော့မလုံးနဲ့နေငါโอเคမင်းမထိပါဘူးကွာငါ့တော့မထိဘူးအိုးရုံထိအောင်မဆောင်လိုက်တာအစ်စေးလေးအားထိပါရဒီကောင်ရတယ်ကွာအဲ့လိုကြီးလာမချပါနဲ့ကြောင်တောင်းမပါတယ်ကျွန်တော်တောင်းမပါမချပါနဲ့မလုံးနဲ့လေလို့ကြီးoh yes yeah တွေပါပြီ let's go okay ကျွန်တော်ရိုက်ပစ္စည်းလေးတွေကအိုးရောကြည့်အောင်ငါကောင်းလေရောကောင်းရသွားပြီရောက်ရေးမိုက်တယ်ဟာဒီမောတော်ကောင်းနေရကျွန်တော်ဒီမောကို10 out of 10ပေးပါတယ်တကယ်ကောင်းတယ်တကယ်မိုက်တယ်ကျွန်တော်ကြိုက်တယ်ပေါ့နော်တကယ်ကြီးနေဆိုရင်ပို့တော့ပြောဖို့ကောင်းမယ်โอเคဒီမောလေးခုမှာအကောင်းဆုံးမောကတော့မောင်ဇီးမောနဲ့အဆိုးဆုံးမောကတော့ very small ပဲဖြစ်ပါတယ်โอเคအားလုံးပဲကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုရရင်တွေ့ရအောင်အားလုံးပဲ bye bye